คอควายคอควายเนี่ยပတ်သက်တဲ့စကားလုံးလေးတွေလေ့လာကြရအောင်คอควายအတန်ကကြတော့คอควายอ่านว่าคอเนาะคอคางคอควายคอคนนะคะคอนะคะคอဆိုတာကလေဘင်းကိုပြောတာဖြစ်ပါတယ်คางဆိုတာကမစ်စစ်ကိုပြောတာဖြစ်ပါတယ်ควายဆိုတာကကျွဲကိုပြောတာဖြစ်ပါတယ်คนเนาะလူကကြတော့คนလို့ခေါ်တာဖြစ်ပါတယ်ကဲစာလို့ပေါင်းရအောင်คออางอคางคอวออายอควายคออุนอคนคอคางควายคนဒါကြတော့ခေါ်ခွိုင်းနဲ့ပတ်သက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်ขอบคุณค่ะ